American ဘက်က TPS ယာယီခိုလှုံခွင့်ရုပ်သိမ်းခြင်းနဲ့မြန်မာအစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့်2026ခုနှစ်ဩဂုတ်လခုနှစ်ရက်8ရက်နေ့တွေမှာ American Federal တရားသူကြီးများကသမ္မတ Trump အစိုးရရဲ့ယာယီခိုလှုံခွင့်အမိန့်ကိုရုပ်သိမ်းမှုကိုအတည်ပြုလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်မြန်မာနိုင်ငံသား4,000ခန့်အပါအဝင်အခြားနိုင်ငံသားတွေအမေရိကန်မှာနေထိုင်ခွင့်အလုပ်လုပ်ခွင့်တွေဆုံးရှုံးနိုင်ပြီးပြည်နှင်ခံရဖို့အန္တရာယ်ရှိနေပါတယ်။ TPS ယာယီခိုလှုံခွင့်ဆိုတာသဘာဝဘေးအန္တရာယ်စစ်ပွဲတိကျအခြေအနေတွေကြောင့်နိုင်ငံပြန်မသွားနိုင်သူတွေကိုခေတ္တအခြေအနေဖြင့်အမေရိကန်မှာနေထိုင်ခွင့်ပေးတဲ့စီးမြင်ပါ2021ခုနှစ်မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံသားတွေကို TPS ယာယီခိုလှုံခွင့်ခွင့်ပြုခဲ့ပါတယ်။သို့သော်အမေရိကန်အထက်တရားရုံးအပါအဝင်တရားသူကြီးများက DHS ကို TPS ရုပ်သိမ်းခွင့်အပြည့်အဝပေးလိုက်တာကြောင့်အခုလိုပြည်ပြေးမြန်မာများအတွက်အန္တရာယ်ရှိလာတာဖြစ်ပါတယ်။မြန်မာဘက်လွတ်ငြိမ်းချမ်းသာအခြားဘက်မှာတော့မြန်မာနိုင်ငံအတွင်းလက်ရှိအစိုးရကထောင်ကျနေသူတောင်းချီကိုလွတ်ငြိမ်းချမ်းသာပေးခဲ့ပြီးနိုင်ငံရေးပုံမှန်905နဲ့အမှုရင်ဆိုင်နေသူအမှုပေါင်း9,000ကျော်ကိုပလတ်လိုက်ပါတယ်။တပုံအများစုကိုလည်းအလင်းဝင်ခွင့်ပြုပြီးမိဘအိမ်ကိုပြန်ပို့ပေးသလိုနေထိုင်စားသောက်နိုင်ရန်ငွေကြေးထောက်ပံ့ပေးထားပါတယ်။အကယ်၍ပြည်ပရောက်မြန်မာနိုင်ငံသားတွေကကိုယ်တိုင်းပြည်ကိုပြန်လာချင်ရင်လူတက်မှုလိမ်လည်မှုခိုးယူမှုလက်နက်ကင်ပုန်ကန်မှုစတဲ့ရာဇဝတ်မှုတွေမလုပ်ထားသူတွေကိုအစိုးရကလွတ်ငြိမ်းချမ်းသာပေးနိုင်ပါတယ်။ American ဘက်မှာ TPS ယာယီခိုလှုံခွင့်ကိုရုပ်သိမ်းခြင်းကြောင့်အမေရိကန်မှာနေထိုင်နေသူမြန်မာနိုင်ငံသားပြည်ပြေးအများစုတွေအန္တရာယ်ရှိနိုင်ပါတယ်။မြန်မာအစိုးရကထောင်ကျနေသူတောင်းချီကိုလွတ်ငြိမ်းချမ်းသာပေးပြီးနိုင်ငံရေးပုံမှန်905အမှု9,000ကျော်ကိုအမှုပိတ်သိမ်းလွတ်ငြိမ်းခွင့်ပြုလိုက်တာကြောင့်ပြည်သူအများအတွက်လွတ်လပ်မှုအလင်းရောင်ကိုဖန်တီးပေးထားပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံကြည်သားပိသားစွာနဲ့အပြစ်ရှိသူတိုင်းကိုလွတ်ငြိမ်းချမ်းသာခွင့်အရေးကိုအရယူကြကာပြည်တော်ပြန်လာနိုင်ကြဖို့အလေးအနက်တိုက်တွန်းပါသည်။ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်မွေးရာဇာတိအရက်တီသားအကောင်းဆုံးပါလို့လူတိုင်းနိုင်ငံသားတိုင်းအချိန်နှင့်တပြေးညီအတိတ်တည်းရှိစေရန်ဇာမနီမြန်မာနိုင်ငံကြီးသားအသိပညာပေးစီစဉ်မှထုတ်ပြန်အပ်ပါသည်ယနေ့သည်ဩဂုတ်လ9ရက်